Amazon မြစ်ဝမ်းဟာကမ္ဘာပေါ်မှာအကျဉ်းတန်းဆုံးနဲ့အန္တရာယ်အများဆုံးပတ်ဝန်းကျင်တွေထဲကတစ်ခုဖြစ်ပြီးတက်ရှိတိုင်းဟာရှင်သန်ဖို့အတွက်တိုက်ခိုက်တာလိတ်လော်ညီထွေဖြစ်အောင်နေထိုင်တာနဲ့အမြဲတမ်းစင့်ကေပြောင်းလဲနေဖို့လိုအပ်ပါတယ်။နေမင်းကြီးမြင့်တက်လာတာနဲ့အမျှအလင်းတန်းငွေဟာကွေးကောက်နေတဲ့မြစ်ကြောင်းနဲ့ထူထောက်တဲ့တောအုပ်ကြီးပေါ်ကိုဖြာချလာပြီးမြစ်ကမ်းသားကတက်ရှိတွေရဲ့လှုပ်ရှားမှုတွေဟာလေရုတ်တရက်ထက်ဝင်လှုပ်ရှားလာပါတယ်။ကျူပင်တွေထဲကနေ Giant Otter လို့ခေါ်တဲ့ဒီဖြန်ကြီးတွေရဲ့ထူးခြားတဲ့အော်ဟစ်တန်တွေထွက်ပေါ်လာပါတယ်။အုပ်စုလိုက်ရေထဲကနေထွက်လာကြတာဟာအသက်ဝင်နေတဲ့မြားတွေလိုမျိုးချောမွေစွာကူးခတ်သွားကြတာပါ။သူတို့ဟာစော်ကစားကြတယ်။တကောင်နဲ့တကောင်ခေါ်ထူးကြတယ်။ပြီးတော့မြေအောက်ချင်းမှာငားရှာဖို့အတွက်အဆက်မဖြတ်ငုတ်လို့နေကြပါတယ်။သူတို့ရဲ့ဆူးရှက်တဲ့မျက်လုံးတွေနဲ့အာယုံခံနိုင်စွမ်းရှိတဲ့နှုတ်ခမ်းမွေးတွေဟာရေနှောက်နေရင်ကောင်သားကောင်ဘဲမှာရှိတယ်ဆိုတာကိုရှာဖွေပြီးနိုင်ပါတယ်။သူတို့ရဲ့ပုံစံလေးတွေကစော်ကစားတတ်တယ်လို့ထင်ရပေမဲ့ဒီ Giant Otter လေးတွေဟာကျွမ်းကျင်တဲ့မုတ်ဆိုးတွေဖြစ်ကြပါတယ်။မိနစ်အနည်းငယ်အတွင်းမှာပဲငါအကြီးကြီးတကောင်ဟာသူတို့ရဲ့ဆူးရှက်တဲ့သွားတွေကြားမှာအဖမ်းခံလိုက်ရပါပြီ။ Cayman Crocodile လို့ခေါ်တဲ့မြစ်ကြောင်းတွေပေါ်လာတဲ့အခါမှာလေဒီဖြန်လေးတွေကထွက်မပြေးကြပါဘူး။သူတို့ဟာစုဖွဲ့လိုက်ကြလေတကောင်နဲ့တကောင်အချက်ပေးကြတယ်ပြီးတော့အုံကြွက်ခွက်ထအောင်အုပ်စုလိုက်တိုက်ခိုက်ကြပါလေ။သူတို့ရဲ့စီလုံးမှုနဲ့အုပ်စုလိုက်ဖြူရတွေကြောင့်အရွယ်ရောက်ပြီးသားမြစ်ကြောင်းကြီးတကောင်တောင်နောက်ဆုတ်သွားရပါတယ်။မြစ်ကမ်းနားမှာတော့ Giant Otter မိသားစုတစ်ခုလုံးဟာနေပူစာလုံရင်းသူတို့ရဲ့အမွေးတွေကိုအချောက်ခံနေကြချိန်မှာအုပ်စုထဲကတကောင်ကတော့မြစ်ကြောင်းတွေဒါမှမဟုတ်ချက်ကူးဝါတွေရဲ့အန်ဒရေကိုစောင့်ကြည့်ပေးနေပါတယ်။နေခင်ဘမှာတော့ဒီ Giant Otter ကြီးတွေဟာပုံကွယ်မနေကြပါဘူး။သူတို့ဟာစူညံကြတယ်တက်ကွယ်ကြတယ်ပြီးတော့ Amazon ထဲမှာစီးလုံးမှုအရှိဆုံးမိသားစုတွေထဲကတစ်ခုအဖြစ်ရည်တည်နေကြပါတယ်။ Giant Otter တွေနဲ့မောင်းထုတ်ချမှုခံလိုက်ရပြီးနောက်မှာတော့ Cayman မြစ်ကြောင်းကြီးဟာအလင်းရောင်တောင်တိမဖောင်နိုင်တဲ့ရေမော်တွေဖုံးလွှမ်းနေတဲ့တိတ်ဆက်တဲ့ရွနော်အိုင်ထဲကိုတိတ်ဆက်ကူးခတ်သွားပါတော့တယ်။ရေတော့ကူးမှနေနိုင်တဲ့သွားတတဝါတွေဖြစ်တာကြောင့်ဒီ Cayman တွေဟာပုံကွယ်ဖို့အတွက်မွေးဖွားလာသူတွေပါ။သူတို့ရဲ့မျက်လုံးနဲ့နှာခေါင်းဖောက်တွေဟာအပေါ်ကိုပြူးထွက်နေတာကြောင့်တကူလုံးရေထဲမြုပ်နေရင်တောင်အပြင်ကိုအကဲခံနိုင်သလိုအသက်လည်းရှူနိုင်ကြပါတယ်။သူတို့ရဲ့ထူးထဲသည့်အကျေးကွန်တွေပါတဲ့အရွေပြားနဲ့နာယီပေါင်းများစွာမလူမရွယ်နေနိုင်တဲ့စွမ်းရည်တွေဟာမမျိုးလင်းပဲရောင်မာမဲ့သားကောင်တွေကိုချောင်းမြောင်းဖမ်းဆီးဖို့အလွန်ထိရောက်စေပါလေ။ဒါပေမဲ့ဒီတောနှစ်ကြီးထဲမှာတော့မုတ်ဆိုးတွေတောင်အန်ဒရီရှိတဲ့အချိန်တွေရှိတတ်ပါလေ။မြစ်ကမ်းနားကချုံပုတ်တွေထဲကနေဂျက်ကူဝါတကောင်ဟာဒီမြစ်ကြောင်းကြီးကိုစောင့်ကြည့်နေခဲ့တာအတော်ကြပါပြီ။တခြားကြောင်မျိုးရင်းဝင်တက်တာဝါတွေနဲ့မတူတာကတော့ဒီဂျက်ကူဝါတွေဟာရေကိုမကြောက်ကြပါဘူး။စိုင်ချင်းဘက်အနည်းနဲ့ယူနိုအိုင်တွေဟာသူတို့အတွက်တော့နှွေးခွေးပြီးမဲ့အန်ဒရဲရှိတဲ့သားကောင်တွေပိုးများတဲ့အကျွမ်းတွင်ရှိလာတဲ့အမဲလိုက်ကွင်းပင်ကြီးတွေပါပဲ။ရေဦးရန်လိုတစ်ဆက်စွာနဲ့ပဲဂျက်ကူဝါဟာသူ့ရဲ့ခန္ဓာကိုယ်ကိုနှိမ်ချပြီးစိုးဆွဲနေတဲ့ယူနိုတွေစီကိုတဖြည်းဖြည်းချင်းကပ်သွားပါတယ်။အဲ့ဒီနောက်မှာတော့မျက်စိတမွေအတွင်းမှာပဲရှေ့ကိုဒုံဆိုင်ခုံအုပ်လိုက်ပါတော့တယ်။ဂျက်ကူဝါဟာသူ့ရဲ့သားကောင်ကိုကုန်းပုံကိုဆွဲတင်သွားပြီးဘာမှမဖြစ်ခဲ့တယ်လို့မျိုးတောအုပ်ထဲကိုဖျောက်ခွဲသွားပါတော့တယ်။ဂျက်ကူဝါဟာ Amazon ရဲ့အမြင့်ဆုံးအမဲလိုက်တတဝါဖြစ်ပြီးမြဲသူလည်းပဲသူ့ရဲ့လက်သေးတွေသွားတွေနဲ့မအနိုင်ရဖြစ်မအားနိုင်တဲ့ရန်သူတယောက်နဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒါကတော့လူသားတွေပါပဲ။